ရှင်မင်းကြီးပဲသွားမှလဲဆိုဒီနေ့တာမဝတီတို့ဆောင်သွားမယ်ဆိုရင်မသွားပါနဲ့ညာကအိမ်မက်ဆိုးတွေသူမက်တယ်ပေါ့ဘုရင်ကြီးဒုက္ခရောက်လိမ့်မယ်လို့ဆိုဘုရင်ကြီးကမယုံဘူးသွားမယ်ဆိုသွားတော့အဲ့ဒါဆိုရင်သူလိုက်ခဲ့ပါမယ်ပေါ့စိတ်မချဘူးပေါ့ဘုရင်ကြီးသူလိုက်သွားပြီးတော့ဘုရင်အမှတ်တမဲ့မှာအဲ့ဒီအပေါက်ကိုသူကဖွင့်နေလေဖွင့်လိုက်တဲ့အခါကျတော့မွေးကလည်း2ရက်3ရက်ဒီထဲမှာအစာငတ်နေတဲ့အခါကျစိတ်တွေတိုးပြီးတော့ရှုကနေထွက်လာတာအဲ့ဒီကြတော့မှသူကဖွင့်ပြီးတော့သူကអော်လိုက်တယ်မွေဆိုပြီးတော့အဲ့ဒီကြတော့သူကဆဲတယ်ဘုရင်ကြီးလည်းဆဲတယ်ဒီဘုရင်ကြီးကလည်းငတုံးကြီးပေါ့ဒီကောင်မတွေကလည်းအမတန်ဆိုးတယ်ဘုရင်ကြီးစီကဘာမရလို့ဘုရင်ကိုမွေနဲ့တိုက်တတ်မလို့ကြံတာနဲ့ဆိုပြီးတော့ဆဲတဲ့အခါကျတော့မှဘုရင်ကြီးကလည်းဒေါသတွေဖြစ်လာမွေမြင်တဲ့အခါကျတော့ကြောက်လဲကြောက်ဒေါသတွေဖြစ်လာသူပန်းလာတဲ့မြားနဲ့တာမဝတီတို့မိဖုရားနဲ့အချမ်းရံ900တန်းစီခိုင်းပြီးတော့မြားနဲ့ပြစ်တယ်အဲ့ဒါလို့မြားနဲ့ပြစ်ဖို့ကြိုးစားတဲ့အချိန်မှာတာမဝတီကအလုံးကိုတတိပေးတယ်ပေါ့ဘုရင်ကြီးပေါ်လဲစိတ်ဆိုးကြတယ်မာဂန္ဒီပေါ်လဲစိတ်ဆိုးကြတယ်တို့အတိတ်ဘဝကအကုသိုလ်လုပ်ခဲ့လို့ဒီလိုခံရမှာအလုံးဟာမေတ္တာပဲပို့ကြစိတ်ထဲမှာမပြစ်မှားကြနဲ့လို့ဆိုပြီးတော့မေတ္တာဘာဝနာပွားခိုင်းတာဘုရင်ကြီးကမြားနဲ့ပြစ်တဲ့အခါကျတော့မြားကသူတို့ဘက်ကိုဥမလဲပဲနဲ့သူ့ဘက်ကိုပြန်ဥလှဲ့လာတယ်အဲ့ဒါနဲ့သူဟာကြောက်ရွံ့ပြီးတော့ဒီတက်မရှိတဲ့မြားကတောင်မှတာမဝတီရဲ့ဂုံကျေးဇူးတွေကိုသိတယ်ငါကမသိဘူးဆိုပြီးမြားကသူ့ဘက်ဥလှဲ့လာတဲ့အခါကျပြစ်လို့မရဘဲနဲ့မြားကသူ့ဘက်ဥလှဲ့လာတယ်ကြောက်ပြီးတော့ဘုရင်ကြီးကတာမဝတီရဲ့ခြေရင်းကိုဝှဆင်းပြီးတော့သူ့ကိုကဲပါလို့ပြောတာနော်ဇလန်းကအဲ့ဒါလိုဖြစ်အောင်အဲ့တော့မာဂန္ဒီလှုပ်တဲ့လုပ်ငန်းတွေမအောင်မြင်ဘူးနောက်ဆုံးကြတော့သူကအစတုံးအောင်လှုပ်ဖို့စိတ်ကူးလာဘုရင်ကြီးကဥယျာဉ်ထွက်သွားတဲ့အခါမှာသူဘာလုပ်တုံးဆိုသူ့ဦးလေးကိုမှားပြီးတော့အဝတ်ခိုတော်တွေကအဝတ်တွေထုတ်စီကိုတော်တွေကစီအိုးတွေဖွင့်ပြီးတော့အဲ့ဒီအဝတ်တွေစီစွတ်ပြီးတော့အကုန်လုံးအဲ့ဒီမီးရှို့တာပေါ့နော်မာဂန္ဒီကအဲ့ဒီတာမဝတီတို့အဆောင်ကိုမီးရှို့ကိုသူကစီမံလိုက်တယ်အဲ့တော့အားလုံးတာမဝတီတို့မိဖုရား900ဒီတကားပိတ်ထားပြီးတော့အတွင်းထဲမှာဒီလိုမီးရှို့သက်ခံလိုက်ရတာပေါ့အင်တန်မှကြောက်စရာကောင်းဥဒိဏမင်းကြီးကမီးလောင်တယ်လို့သတင်းကြတော့ဥယျာဉ်ကနေအပြေးလွှားလာတာဒီလာတော့မမိတော့ဘူးပေါ့အဲ့တော့နောက်ဆုံးမှာဥဒိဏမင်းကစဉ်းစားတယ်ဒါဘယ်သူလှုပ်ထားလဲမာဂန္ဒီလှုပ်ထားဖြစ်မယ်မာဂန္ဒီကအမြဲတမ်းတာမဝတီတို့ကိုပြစ်ရှာနေတယ်ကြည့်သူ့ရဲ့အမုန်းတရားဟာပထမဆုံးကကျင်ကြီးကျင်ငယ်နဲ့ပြည့်နေတဲ့ခန္ဓာကိုယ်ကြီးကိုခြေထောက်လေးနဲ့တောင်မထိချင်ဘူးလို့မြတ်စွာဘုရားကပြောတာကိုဘုရားပေါ်မှာမုန်းတဲ့အမုန်းကနောက်ကြတော့ဘုရားကိုကိုးကွယ်တဲ့တာမဝတီတို့ပေါ်ရောက်သွားတယ်ဘာမှမဆိုင်မဲနဲ့နော်အမုန်းတရားဟာတစ်ဖက်ကိုပြောင်းသွားတယ်အဲ့တော့တာမဝတီတို့အသေးသက်တည်အထိအောင်သူကပြစ်မှုတွေကျူးလွန်လာတယ်နောက်ဆုံးမှာဥဒိဏမင်းကရာဇပရိယေနဲ့အေးတာမဝတီတို့ကငါ့ကိုဒုက္ခပေးနေတာခုတော့တောရှင်းသွားတာပေါ့ငါအရန်ဆွဲတွေအေးသွားတာပဲဒီလိုစီမံတဲ့ပုဂ္ဂိုလ်ဟာဒါတယောက်လှုပ်တာဖြစ်မယ်အဲ့ဒီလှုပ်တဲ့ပုဂ္ဂိုလ်ဟာငါ့ပေါ်မှာအမြဲတမ်းကျင်နာတဲ့ပုဂ္ဂိုလ်ချစ်တဲ့ပုဂ္ဂိုလ်လှုပ်တာဖြစ်မယ်ဆိုတော့မာဂန္ဒီကသူလှုပ်တာပါနဲ့ဝန်ခံတယ်အဲ့ဒီကြတော့မှတခါတည်းဘုရင်ကအေးမင်းရောမင်းဆွေမျိုးတွေရောအကုန်ခေါ်လို့ဆိုပြီးတော့ခေါ်တယ်ဆုချမယ်ပေါ့တကယ်တော့အကုန်လုံးဖမ်းပြီးတော့နန်းရင်ပြင်မှာမြုပ်ပြီးတော့မြေကြီးထဲမှာတစ်ပိုင်းမြုပ်ပြီးတဲ့အခါကောက်ရိုးတွေပုံပြီးတော့မီးရှို့တတ်တာသူတို့အဲ့တော့ဒီဇလန်းကတော့အလွန်ရက်ဆက်လွန်အားကြီးပေါ့အဲ့လိုလုပ်တာတော့နော်အဲ့လိုလုပ်ပြီးတော့မာဒီကိုတော့သူ့အသားတွေစီနဲ့ကြော်သူ့ကိုယ်တိုင်စားခိုင်းပြီးတော့မှတတ်တယ်လို့ဆိုတယ်အဲ့တော့ရာဇဝင်မှာဒီလိုရဲဆက်လုပ်တာတွေတော့ဗမာရာဇဝင်ထဲမှာလည်းရှိတာပဲလေမိဖုရားမမြလေးကိုဆင်နဲ့နင်းတတ်တယ်ဆိုတာကြားဘူးတယ်မဟုတ်လားဒီလိုပဲဘယင်နေဆိုတာဟာဒီလိုရဲဆက်လုပ်တတ်တာတွေကဘယ်နိုင်ငံမှာမဆိုရှိတတ်တယ်ပေါ့နော်သမိုင်းတွေမှာကြည့်ပါဆိုရင်အဲ့တော့မာဂန္ဒီမိဖုရားရဲ့ဘဝဟာလည်းပဲကြည့်အမှားရွေးနေလှုပ်ခဲ့တဲ့အတွက်ကြောင့်ဒီဘဝမှာသူအမုန်းတရားကဘုရားပေါ်မုန်းရံကနေစပြီးဘုရားကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေထိအောင်အမုန်းကကူးဆက်သွားပြီးတော့တာမဝတီတို့ကိုတပ်ဖြတ်ကျူးလွန်တဲ့ကြောင့်မို့လို့သူလည်းရာဇဝတ္ထံတင့်ပြီးတော့သေဆုံးသွားရတယ်အဲ့တော့အမုန်းတရားဟာဘလောက်ဒုက္ခပေးသွားတယ်ဆိုတာစဉ်းစားကြည့်ပေါ့ဒါကမာဂန္ဒီတို့ရဲ့ဘဝပဲဒီလိုဖြစ်သွားတာမာဂန္ဒီမိသားစုအမေမာဂန္ဒီနဲ့အဖေမာဂန္ဒီကတော့တရားထုရပြီးတော့စိတ်နှလုံးအေးချမ်းသွားကြပြီမဲ့လို့သမီးမာဂန္ဒီကတော့နော်တရားဘက်ကိုဥမလှဲ့နိုင်တဲ့အတွက်ကြောင့်တလွဲစဉ်းစားပြီးတော့မြတ်စွာဘုရားပေါ်မှာအမုန်းတရားတွေထားတဲ့အတွက်ကြောင့်နောက်ဆုံးသူ့ဘဝဟာလည်းအရှုံးနဲ့ရင်ဆိုင်သွားရတယ်ဆိုတာဒါဘဝမှာသင်ခန်းစာတစ်ခုပဲ